ရှိတုန်းကလူသူဝဲလန်လာတဲ့တောကြီးတစ်ခုမှာလေကလေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။လက်တွေ့ထုံးစံတိုင်းသူ့ရဲ့ကြောပေါ်မှာအခွန်မကြီးကိုသဆောင်ထားရတာကြောင့်နှိကိစာနဲ့သွာလာနေရပါတယ်။တရက်မှာတော့လက်ကလေးသွာလာနေပုံကိုကြည့်ပြီးရုံတကောင်ကအထင်သေးတဲ့စိတ်နဲ့လက်ရက်နာကိုချင်းကပ်လာကအဆွေလေးအတင်သွားတာရဲကိုနှိမ့်လွန်းနေတယ်အတင်ကိုတနာလိုက်တာဆိုပြီးအထင်သေးတဲ့စကားပြောဆိုလိုက်ပါတယ်။လက်ကလည်းမခန့်ချင်းစိတ်နဲ့အဆွေယုံအတင်သာလက်ခံမဲ့ဆိုရင်တင်းနဲ့ကျွန်တော်အပြစ်ပြချင်ပါတယ်ဆိုပြီးပြောဆိုလိုက်ပါတယ်။ရုံကလည်းချက်ချင်းစုသလိုလက်ခံလိုက်ပါတယ်။နောက်တစ်နေ့မနေ့ကိုရောက်တဲ့အချိန်မှာရုံနဲ့လိုက်တို့ကအပြစ်ပြိုင်ဖို့အသင့်ဖြစ်နေကြပြီးပြိုင်ပွဲစားတာနဲ့ရုံကသူ့ရဲ့လျင်မြန်မှုကိုပြသတဲ့အနေနဲ့အပြည့်နေခဲ့ပါတယ်။တနာစရာလေးကလေးကတော့ရုံရဲ့နောက်မှာကြံခဲ့ပြီးတိရွေးနေတာသွာလာနေခဲ့ပါတယ်။ဒီလိုနဲ့ရုံကလေးဟာပြိုင်ပွဲလမ်းခုလက်ရောက်မှာလက်ကသူ့ကိုမမီနိုင်တော့ဘူးအထင်နဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာအိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုံကလေးအိတ်နေတဲ့အချိန်မှာပဲလက်ကသူ့ကိုကြောက်တက်သွားပါတယ်။ရုံကလေးလန့်လို့လာပြီးပြိုင်ပွဲကိုတတိယသွားတဲ့အချိန်မှာတော့သူဟာလုံငုံနောက်ကျသွားပြီးလက်ကပန်းဝင်သွားခဲ့ပါတယ်။ဟိုးရှိတုန်းကတောကြီးတစ်ခုမှာကြက်တူရင်းကြီးနောင်ပျော်ရွှင်စွာနဲ့နေထိုင်လျက်ရှိပါတယ်။တနေ့မှာတော့သူတို့နေထိုင်ရာတောအုပ်ထဲကိုအမဲလိုက်ဖို့မိုးစိုးတယောက်ရောက်လာခဲ့ပါတယ်။မိုးစိုးဟာကြက်တူရဲ့နှကောင်ကိုမြင်သွားခဲ့ပြီးထောင်ချောက်စင်ကလောင်ရင်ထဲကိုဖမ်းဆီးခဲ့ပါတယ်။မိုးစိုးလည်းလှပတဲ့ကြက်တူရဲ့ညီနောင်ဖြစ်တာကြောင့်ဘရင်မင်းကြီးထံကိုဆက်တာဖို့နန်းတော်ကြီးစီကိုရောက်လာခဲ့ပါတယ်။မိုးစိုးဟာကြက်တူရဲ့ညီနောင်ကိုဘရင်မင်းကြီးထံဆက်တာတဲ့အချိန်မှာဘရင်ကအလုံးကိုသဘောကျသွားပြီးမိုးစိုးကိုစုတော်ငယ်များစွာချီးမြှင့်ခဲ့ပါတယ်။ဒီလိုနဲ့ကြက်တူရဲ့ညီနောင်ဟာနန်းတော်ရဲ့ခန်းတစ်ခုထဲမှာလောင်ရင်နဲ့ချိတ်ဆွဲခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့လည်းနန်းတော်ထဲမှာစားကောင်းသောက်ဖွဲ့တွေစားရပြီးမင်းသားငယ်လေးတွေကပါသဘောကျတာကြောင့်နန်းတစ်ခုလုံးရဲ့ယူဆိုင်မှုကိုပါခံခဲ့ရပါတယ်။ရန်နိုင်ငံကြားတဲ့အခါမှာတော့မိုးဆိုးကမြတ်တော်ကောင်ကိုထပ်မံဖမ်းဆီးလာကဘရင်မင်းကြီးထံကိုထပ်မံဆက်တာလိုက်ပါတယ်။အဲ့ဒီခါမှာတော့မြောက်ကကြက်တူရွက်နဲ့ကောက်တဲ့အစားအသောက်များပုံမူရရှိကမင်းသားငယ်လေးတွေချိတ်ခင်မှုဟာလည်းမြောက်စီကိုရောက်ရှိသွားခဲ့ပါတယ်။နေချင်းညချင်းပဲကြက်တူရဲ့နှကောင်ဟာပြစ်ပက်ကံဘဝကိုရောက်ရှိသွားခဲ့ပါပြီ။အကြီးဆုံးဖြစ်တဲ့ကြက်တူရဲ့ကဒါတွေဟာလောကရန်ရဲ့စူကြုံနေမဲ့သဘောတရားတွေဖြစ်ပြီးတိခန့်ထားဖို့ကိုသူ့ရဲ့ညီလေးကြက်တူရဲ့ကိုဆုံးမခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာမြောက်ကမင်းသားငယ်လေးတွေကိုခြောက်လန့်ခဲ့တာကြောင့်မင်းသားငယ်လေးတွေငိုယုတ်ပြီးထွက်ပြေးရတာကိုဘင်းကြီးတူသွားခဲ့ပြီးမြောက်ကိုတောထဲကိုပြန်လှည့်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။မြောက်ဟာသူ့ရဲ့မူလာတောအုပ်ထဲကိုပြန်လဲပို့ဆောင်ခြင်းကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ကြက်တူရဲ့ညီတော်ဟာလည်းမင်းသားငယ်လေးတွေရဲ့အရင်ကလိုကူးဆိုင်မှုကိုပြန်လည်ရရှိခဲ့ပြီးသူတို့ရဲ့ရွှေရောင်နေလက်တွေကိုပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ဟိုးရှိတုန်းကတောကြီးတစ်ခုမှာစာကလေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။စာကလေးဟာသူ့ရဲ့တိုက်ကိုခက်ခဲနဲ့တိဆောက်ခဲ့ပါတယ်။တရက်မှာတော့သူနေထိုင်ရာပတ်ဝန်းကျင်မှာစင်အိုးတို့ကစကြက်ပြောင်းရွှေ့လာခဲ့ကြပါတယ်။ပထမရက်မှာသူ့ရဲ့တိုင်နာထိရောက်လာခဲ့ပေမဲ့ဘာမှဖြစ်မသွားခဲ့ပါဘူး။ဒါပေမဲ့စင်ရိုင်းအုပ်ထဲမှာဆိုးသွမ်းတဲ့စင်တကောင်ပါလာခဲ့ပါတယ်။တရက်မှာတော့အဲ့ဒီစင်ရိုင်းကပဲစာငယ်လေးရဲ့တိုက်ကိုဖျက်ဆီးခဲ့ပြီးဥရိအားလုံးဟာလည်းကွက်ကြည့်ပျက်စီးသွားခဲ့ပါတယ်။စာကသူနဲ့စင်ရိုင်းကြားမှာဘိုင်ယန်ညွန့်မှမရှိပဲဘာလို့ဒီလိုလုပ်တာလဲလို့မေးမြန်းဖို့ရောက်လာခဲ့ပါတယ်။ရိုင်းဆိုင်ကျုံမှလုံးတဲ့စင်ကတော့ငါတို့တော့ဘာဖြစ်လဲသင်လိုစာငယ်လေးကဘာပြန်လုံးမှလဲလို့ရိုင်းဆိုင်ဆွပြောဆိုခဲ့ပါတယ်။တနာစရာစာငယ်လေးကတော့သူ့ရဲ့ကလေးတွေအတွက်လက်စားချင်မယ်လို့ပြောရင်းထွက်သွားခဲ့ပါတယ်။ပထမဆုံးစာကပဲစိတ်ရန်သွားပြီးအကူအညီတောင်းခဲ့ပါတယ်။ဖေချောင်းကုန်းစင်ကိုရှင်းပြလိုက်တဲ့အခါမှာတော့ပဲစိတ်တွေကစာအကူအညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။စာကလေးကနောက်ထပ်ဖောက်စုပ်စီကိုအကူအညီထပ်မံတောင်းဆိုခဲ့ပြီးဖားတွေကပါအကူအညီဖို့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့စာကစင်ယုံစုကိုအမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။တရက်မှာတော့စင်ယုံကြီးကသူနဲ့စင်ရဲ့ကြားမှာကွဲကွာသွားခဲ့ပြီးစာကပဲစိတ်တို့ကိုတည်လာခဲ့ပြီးစင်ရဲ့အနာကိုချလိုက်ပါတယ်။ပဲစိတ်ကစင်ရဲ့အနာကိုတက်ပြီးမျက်လုံးကိုကိုက်ဖြတ်လိုက်ပါတယ်။စင်ဟာရရနေခဲ့ပြီးသူ့ရဲ့မျက်လုံးကိုပိတ်နေတဲ့ပဲစိတ်တွေကြောင့်ဂမန်းကရန်းနဲ့ပြေးလွှားနေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးကိုစိတ်ကြောဖို့ရေစက်ကိုလိုက်ရှာနေတဲ့စင်ကြီးကိုဖားအုပ်စုကရေရှိတဲ့ထင်အောင်အသံပေးကြပါတယ်။ဒီလိုနဲ့စင်ဟာရေရှိတဲ့မှတ်နဲ့ကြောက်ထဲကိုခုန်ဆင်းလိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့စာကသူ့ရဲ့ကလေးအတွက်လက်စားချခဲ့ပြီးသူ့ရဲ့တိုက်ကိုလည်းပြန်လည်တိဆောက်ခဲ့ပါတယ်။ဟိုးရှိတုန်းကတောကြီးတစ်ခုမှာဘီလုံးငယ်လေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။ဘီလုံးငယ်လေးဟာနေ့စဉ်မနေ့တိုင်းအစာချထွက်လေ့ရှိပါတယ်။တရက်မှာတော့ဘီလုံးငယ်လေးစားကောင်းနေစဉ်သင်္ကန်းတစ်ကောင်ရောက်လာခဲ့ပြီးတုတ်ချီသွားခဲ့ပါတယ်။ကူရကရမဲ့လေးနဲ့ဘီလုံးငယ်လေးကအဟိုးအကူကြီးတောင်းခံခဲ့ပေမဲ့ရမရောက်ခဲ့ပါဘူး။အတော်လေးမြင့်ကိုရောက်သွားတဲ့အချိန်မှာဘီလုံးငယ်ကငါ့ဤနေရာမှာဟုတ်လို့သင်လို့သင်္ကန်းကိုရှုံရတာ။ငါ့နေရာမှာဆိုရင်အသင်လို့သင်္ကန်းကိုနိုင်တယ်လို့ပြောဆိုလိုက်တဲ့စကားကြောင့်သင်္ကန်းကဘဝင်မကျဖြစ်သွားပြီးဘီလုံးငယ်ကိုအောက်သို့ပြချပေးလိုက်ကအသင်ဘီလုံးင
ငတ်တင့်နေရာမှာမနှက်ပြန်တင်ဆောင်နေလိုက်ပါကျွန်တော်လာခဲ့ပါမယ်လို့ပြောပြီးကြုံဝသွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ဘီလုံးငတ်ကကြောင်ကျုံလေးတစ်ခုနားမှာစောင့်နေခဲ့ပါတယ်သိမကြခင်ချိန်တွင်းမှာတင်းငတ်ရောက်ရှိလာခဲ့ပြီးထိုးတော့ဖို့ဆင်းလာခဲ့တဲ့အချိန်မှာရုတ်တရက်ဘီလုံးငတ်ကကြောင်တုံးရဲ့နောက်ကိုဆင်းသွားပြီးအကာအကွယ်ယူလိုက်ချိန်မှာအထင်သေးတဲ့စိတ်နဲ့ရောက်လာခဲ့တဲ့တင်းငတ်ကအရှိမထိနိုင်တော့ပဲကြောက်တုံးတဲ့ရင်ဝါကိုတိုက်မိကသူ့ရဲ့ဘဝဟာဇက်သိမ်းသွားခဲ့ရပါတယ်ဘီလုံးငတ်ကတင်းငတ်ရဲ့ကိုယ်ပေါ်မှာတက်ပြီးအောင်ပွဲခံရကသူ့ရဲ့ရည်ရည်မှုကိုပြသလိုက်ပါတယ်ဒီလိုနဲ့တောကြီးတစ်ခုလုံးကပါဘီလုံးငတ်ရဲ့ရည်ရည်မှုနဲ့ဉာဏ်ပညာကြီးမှမှုကိုသိမှတ်ပြုခဲ့ကြပြီးဘီလုံးငတ်ဟာတောထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါတော့တယ်ဟိုးရှိတုန်းကတောကြီးတစ်ခုထဲမှာတာယာလှပတဲ့ရေကန်ကြီးတစ်ကန်ရှိခဲ့ပါတယ်အဲ့ဒီရေကန်ကြီးထဲမှာတလိษံပေါင်းစုံနေထိုင်ခဲ့ကြပြီးကဏ္ဍနှစ်ကောင်လည်းရှိခဲ့ပါတယ်ကဏ္ဍလေးဟာတလိษံများစွာနဲ့ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ပါတယ်တရက်မှာတော့ရေကန်ရဲ့အနီးနားမှာဗျာဒကောင်ရောက်လာခဲ့ပြီးကျွန်ုပ်မှာဒီထက်ပိုကောင်းတဲ့ရေကန်တစ်ခုရှိတယ်တင်တို့ကိုခေါ်သွားပေးမယ်လို့စီယုံခဲ့ပါတယ်နောက်တရက်မှာတော့ငါးတွေဟာဗျိုင်းရဲ့စကားကိုသဘောတူခဲ့ကြပါတယ်ဗျိုင်းကငါးတွေကိုသူ့ရဲ့နှုတ်စည်းနဲ့ကချီပြီးပြန်တက်သွားခဲ့ပါတယ်ဒီလိုနဲ့တကောင်ချင်းတည်ဆောင်သွားခဲ့ပြီးနောက်ဆုံးမှာရေကန်ကြီးတဲ့ကဏ္ဍတစ်ကောင်သာကျန်ခဲ့ပါတော့တယ်အစပိုင်းမှာကဏ္ဍကမလိုက်ချင်းပေမဲ့အထီးကျန်ချင်းကိုမခံစားနိုင်တဲ့အဆိုဗျိုင်းကိုပဲအကူအညီတောင်းခံခဲ့ပါတယ်ဗျိုင်းကလည်းကောင်းပြီကျွန်ုပ်ရဲ့လေပင်ကိုတင်းရဲ့လက်မနဲ့ညှက်ပြီးလိုက်ခဲ့ပါလို့ပြောရင်ကဏ္ဍကိုတည်ဆောင်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ဗျိုင်းကကဏ္ဍကိုတစ်ပင်ကြီးတစ်ပင်မော်စီခေါ်ဆောင်သွားခဲ့ပါတယ်ကဏ္ဍမြင်တွေ့လိုက်တာကတော့တာယာလှပတဲ့ရေကမဟုတ်ပဲသူ့တငယ်ချင်းတွေရဲ့အယိုးစုဖြစ်နေခဲ့တာပါကဏ္ဍဟာဒေါသထွက်သွားပြီးဗျိုင်းရုပ်ကျွန်ုပ်ကိုကောင်းမွန်တဲ့ရေကန်စီကိုခေါ်ဆောင်သွားပါမဟုတ်ရင်တင်းရဲ့လေပင်ကိုကိုက်ဖြတ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်ဗျိုင်းကစားဖို့ကြံနေပေမဲ့သူ့ရဲ့လေပင်မှာကဏ္ဍရဲ့လက်မကိုချက်ချင်းသတိရသွားခဲ့ပါတယ်ဗျိုင်းကချက်ချင်းပဲကဏ္ဍကိုရေခေါင်းစီခေါ်ဆောင်သွားခဲ့ပါတယ်ကဏ္ဍကတော့ဗျိုင်းရဲ့လေပင်ကိုညှက်ပစ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းတွေအတွက်လက်စားချေခဲ့ပါတယ်ဒီလိုနဲ့ကဏ္ဍဟာရေကန်အစ်စ်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားခဲ့ရပါတော့တယ်ဟိုးရှိတုန်းကလူတွေနဲ့ဝေးရရက်မှာတယောက်တည်းတင်းချစွာနေထိုင်ခဲ့တဲ့လယ်သမားဖိုးကြီးတယောက်ရှိခဲ့ပါတယ်လယ်သမားဖိုးကြီးကသူ့ရဲ့လယ်ယာစိုက်ခင်းတွေကိုအရန်ကိုတန်ဖိုးထားလေးရှိပြီးနေ့စဉ်နေ့တိုင်းလုံးနဲ့လက်မပြတ်လုံးနေတဲ့သူပေါ့တရက်မှာတော့သူ့ရဲ့စိုက်ခင်းတွေကိုအလွန်တရာလှပလာတဲ့ငှက်ကလေးရောက်လာခဲ့ပြီးအဖိုးကျွန်ုပ်ကိုအစာလေးနဲ့တော့ပေးပါတော့တောင်းဆိုလိုက်ပါတယ်ကျင်နာတဲ့ဖိုးကြီးကဒီနေ့တရက်တည်းမဟုတ်ပဲနေ့စဉ်နေ့တိုင်းလာရောက်စားသားဖို့ခွင့်ပြုခဲ့ပါတယ်ဒီလိုနဲ့ငှက်ကလေးဟာနေ့စဉ်နေ့တိုင်းအဖိုးကြီးစီကိုရောက်လာခဲ့ပြီးတယောက်နဲ့တယောက်ခင်မင်မှုရရှိခဲ့ပါတယ်တရက်မှာတော့ငှက်ကလေးကထုံးစံတိုင်းအဖိုးကြီးကိုနှုတ်ဆက်ပြီးပြန်သွားခဲ့ပါတယ်အဲ့ဒီနေ့ကစလို့ငှက်ကလေးကိုလုံးဝမတွေ့ရတော့ပါဘူးအဖိုးကြီးကစောင်းစောင်းနေခဲ့ပြီးသူ့ရဲ့ဆိုင်ကနဲ့ပါတနေ့ကုန်လှည့်ပတ်စောင့်ကြည့်နေခဲ့ပေမဲ့သူမျိုးနေတဲ့ငှက်ကလေးကတော့ရောက်လာခဲ့ခြင်းမရှိခဲ့ပါဘူးရာသီတွေပြောင်းခဲ့ပေမဲ့သူဟာငှက်ကလေးရဲ့အရေးအယောင်ကိုတောင်မမြင်ခဲ့ရဘူးနွေရာသီရဲ့ရဲလေးတရက်မှာတော့ငှက်ကလေးကသူ့ရဲ့ပေါင်းပါလေးနဲ့အတူအဖိုးကြီးစီကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်အဖိုးကြီးကထုံးစံတိုင်းသူ့ရဲ့ဆိုင်ကနဲ့ကိုအစာတွေတွေးလိုက်ပါတယ်အချိန်ကြာလာတဲ့အခါမှာတော့ငှက်တွေဟာနှုတ်ဆက်ပြီးပြန်သွားခဲ့ပါတယ်ငှက်အုပ်စုဟာနေတိုင်းအဖိုးကြီးစီကိုရောက်လာခဲ့ပြီးအစာစားလေးရှိပါတယ်တရက်မှာတော့ငှက်တွေကကျေးဇူးဆက်တဲ့အနေနဲ့အဖိုးကြီးကိုရွှေချောင်းနေပေးခဲ့ပြီးနောက်ဆုံးမှာအဖိုးကြီးကချမ်းသာသွားခဲ့ပါတယ်ချမ်းသာသွားတဲ့အချိန်မှာတော့အဖိုးကြီးကမောင်းမသွားပြီးငှက်တွေကိုမောင်းထုတ်ပစ်ခဲ့ပြီးအစာစားတွေကိုလည်းလုံးဝမပေးတော့ပါဘူးငှက်ကလေးသွားရောက်ပြီးတောင်းပန်ခဲ့ပေမဲ့အဖိုးကြီးကဘွားမေ့သွားတာကြောင့်စိတ်နာပြီးပြန်ထွက်သွားခဲ့ပါတယ်အဖိုးကြီးကငှက်တွေမရှိတော့တဲ့အချိန်မှာထိချင်ချင်းကိုပြန်လည်သတိရသွားခဲ့ပြီးဒါပေမဲ့သူ့တက်တော့အချိန်ကနှောင်းသွားခဲ့ပြီးငှက်တွေပြန်လာကိုငိုကြွေးရင်းစောင့်နေခဲ့ကဆုံးပါသွားခဲ့ရပါတယ်ဝမ်းနည်းစရာကောင်းတာကတော့သူ့စိတ်ဆုံးဒီအထိငှက်တွေကရောက်မလာခဲ့တော့ပါဘူး